သမီးလေးရှောင်ရကိုကျောင်းဘဝအထိကိုယ်တိုင်လိုက်ပို့ခဲ့တာပါကျောင်းထဲဝင်သွားတာကိုလည်းမျက်စိအောက်တင်ကြည့်နေခဲ့တာဒါပေမဲ့ကျောင်းဆင်းချိန်ရောက်တော့ကျောင်းဘဝမှာသမီးလေးရဲ့အရေးရောင်တော့မတွေ့ရတော့ဘူးစိုးရိမ်တကြီးနဲ့ကျောင်းရဲကိုပြေးဝင်ပြီးလိုက်ရှာတဲ့ခါမှာတော့ရှောင်ရဆိုတဲ့ကျောင်းသူမျိုးဒီကျောင်းမှာတစ်ခါမှမတက်ခဲ့ဘူးလို့ကျောင်းဝန်ထမ်းတွေကအေးဆက်ဆက်ညှင်းဆိုကြပါတယ်သူတို့ကရဲကိုပါဖုံးဆက်ပြီးရှီမီကိုပြဿနာလာရှာတယ်ဆိုပြီးဆွဆွဲကြသေးတာဒီမနေ့တင်သမီးလေးကိုကိုယ်တိုင်လာပို့တာပါလို့ဘလို့ပဲငိုယိုပြီးရှင်းပြကျောင်းဘက်ကတော့ဒီလိုကျောင်းသူမျိုးမရှိပါဘူးလို့ပဲဆွညင်းနေခဲ့ပါတယ်ရဲရရှိချုပ်ရောက်လာတော့ CCTV မှတ်တမ်းတွေစစ်ကြည့်ဖို့ပြောပေမဲ့ကျောင်းရဲ့ CCTV တွေကပြက်နေတာရက်တော်ကြာပြီလို့သိလိုက်ရတယ်ဗီဒီယိုထောက်ထားမရှိတော့တာနဲ့ရဲရရှိချုပ်ကကျောင်းသားတွေကိုလိုက်မေးကြည့်ပါတယ်ဒါပေမဲ့ကလေးအားလုံးကရှောင်းရကိုတစ်ခါမှမမြင်ဘူးပါဘူးလို့တသမတ်တဲတူညီတဲ့အဖြေကိုပဲပေးကြတယ်ဗလန်းဆက်မှရှာမရတော့ဘူးပေါ့သမီးလေးကကျောင်းရဲမှာတင်ပျောက်သွားတာပါလို့ရှီမီကထက်ခါတလဲလဲပြောနေပေမဲ့တက်တေပြစရာဘာမှမရှိခဲ့ပါဘူးစိတ်မရှိတော့တဲ့ရဲရရှိချုပ်ကစုံစမ်းစစ်ဆေးမှုကိုရက်ဆိုင်ပြီးသူ့လူတွေကိုခေါ်ကာထွက်သွားတယ်လို့ကျောင်းဝန်ထမ်းတွေကလည်းရှီမီကိုကျောင်းရဲကနေအတင်းမောင်းထုတ်လိုက်ကြပါတယ်ရင်ခွဲမတက်ခံစားရတဲ့ရှီမီတယောက်လမ်းကြားတွေနဲ့စဉ်းစားမိသမျှနေရာနဲ့လိုက်ရှာပေမဲ့ဘာမှမတွေ့ခဲ့ရပါဘူးအဲ့ဒီညမှာပဲသူ့ဖုန်းရုပ်တရက်မြည်လာပါတယ်ဖုန်းဆက်တာကရှောင်ရဖြစ်နေခဲ့တယ်ကြောက်လန့်တုံရီနေတဲ့အတန်လေးနဲ့သူ့ကျောင်းရဲမှာပဲရှိနေသေးတယ်လို့ပြောပါတယ်ရှီမီရင်နဲ့ထိတ်ခန့်သွားပြီးရှိသမျှအချိန်နဲ့ကျောင်းကိုပြန်ပြေးလာခဲ့တယ်ကျောင်းအုပ်ကြီးရဲ့ရုံးခန်းတကားကိုဝုန်းခနဲ့ဖွင့်လိုက်တဲ့အချိန်မှာတော့သူ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားရပါတော့တယ်ရှောင်ရကအေးဆက်နေတဲ့ကျမ်းပြင်ပေါ်မှာလှုပ်ရှားမှုမရှိပဲလဲလျောင်းနေခဲ့တာပါရှီမီကသမီးလေးနာမည်ကိုအော်ခေါ်လိုက်တော့ရှောင်ရကသူ့ကိုမနှင်းမျက်လုံးလေးဖွင့်ကြည့်ပြီးတာနဲ့ပြန်မိတ်သွားပြီးဘာတက်ရှူတမ်းမှမကြားရတော့ပါဘူးတောကတွေကရှီမီကိုဖီးစီးနှိပ်စက်သွားခဲ့တယ်အဲ့ဒီနောက်သမီးလေးရဲ့ဘေးမှာပြုတ်ကျနေတယ်ဖုန်းကိုတီးထားမိသွားပါတယ်ဖုန်းဆက်ခရင်ပေါ်မှာမြင်လိုက်ရတဲ့ຢာကဘလောက်တောင်ထိတ်လန့်စရာကောင်းလဲဆိုရင်သူဆက်တောင်မကြည့်ရဲပဲဖုန်းကိုအခန်းတစ်ဖက်စီလွတ်ပြစ်လိုက်မိပါတယ်လုံးဝစိတ်အာယုံနောက်လို့ဖြစ်ပြီးရှီမီတယောက်ဖြစ်သမျှအကြောင်းတွေကိုတိုင်ချက်ဖွင့်ဖို့ရဲစခန်းကိုအပြေးလွှားသွားခဲ့ပါတယ်ရဲရရှိချုပ်ကရှောင်းရအလောင်းကိုစစ်ဆေးဖို့လိုတယ်လို့ပြောပေမဲ့ရှီမီကသမီးလေးကိုတင်ကြောက်ပြီးပြီဖြစ်ကြောင်းတိုးလေးဝန်ခံလိုက်ပါတယ်ရဲရရှိချုပ်လည်းအညာမင်တက်သွားရတယ်အလောင်းမရှိရင်စုံစမ်းစစ်ဆေးဖို့အမှုကမတီးဆောက်နိုင်တော့ဘူးလေသူစိမ့်တွေကသမီးလေးရဲ့ရုပ်လောင်းကိုလာပြီးခွဲစိတ်စစ်ဆေးတာကိုမခံစားနိုင်လို့ပါဆိုပြီးရှီမီကမျက်ရည်ဆက်လက်နဲ့ရှင်းပြပါတယ်တာသမီးအတွက်ပူဆွေးနေရတဲ့မိခင်တယောက်ရဲ့ရင်ဘတ်ကိုစာနာသွားတဲ့ရဲရရှိချုပ်ကတက်တေရှာဖို့အတွက်အလောင်းမြုံနှံထားတဲ့နေရာကိုလိုက်သွားပြီးမြေချင်းတူးဖို့သဘောတူခဲ့ပါတယ်ဒါပေမဲ့မြေကြီးကိုတူးလိုက်တဲ့ခါမှာတော့အုတ်ကူကဗလာဖြစ်နေခဲ့ပါတယ်ရှောင်ရရဲ့ရုပ်လောင်းကအစအနပင်မရှိပျောက်ဆုံးနေခဲ့တာပါအသေးအတန်ဖြစ်နေတဲ့ရှီမီကသူလွတ်ပစ်ခဲ့တဲ့ဖုန်းကိုတတိယသွားပါတယ်အားလုံးเจ้าကိုအမြန်ပြန်လာခဲ့ကြပေမဲ့เจ้าအုပ်ကြီးရဲ့ရုံးခန်းကပုံစံအစ်လုံးဝပြောင်းလဲပြီးပြုပြင်မွမ်းမံထားတာကိုပဲတွေးလိုက်ရတယ်တစ်ခုပြီးတစ်ခုထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့်ရဲရရှိချုပ်လည်းစိတ်မရှိတော့ပဲရှီမီကိုပြင်းပြင်းထန်ထန်အော်ဟောက်ဆူပူပြီးထွက်ခွာသွားပါတော့တယ်သမီးလေးအတွက်တရားမျှတမှုရှာပေးမယ်လို့ဆုံးဖြတ်ထားတဲ့ရှီမီဟာရှေ့နေတွေစီတယောက်ပြီးတယောက်သွားရောက်ပြသခဲ့ပေမဲ့ဘာထောက်ထားမှမရှိတဲ့အတွက်အားလုံးကအမှုကိုလက်ခံဖို့ညှင်းပယ်ခဲ့ကြပါတယ်ဘယ်ကိုမှလက်ရမလဲမသိတော့ပဲလုံးဝမျောလင်းချက်မဲ့နေတဲ့အချိန်မှာနေလို့ခေါ်တဲ့ရှေ့နေတယောက်အကြောင်းတယောက်ကပြောပြလာပါတယ်အဲ့ဒီရှေ့နေကငွေကြေးအတွက်မဟုတ်ပဲဖုံးကွယ်ခံထားရတဲ့တရားမျှတမှုကိုဖော်ထုတ်ဖို့အတွက်ပဲအမှုတွေကိုလိုက်ပေးလို့ရှိတာပါရှီမီလည်းသူ့စီချက်ချင်းသွားပြီးအကူအညီတောင်းခဲ့ပါတယ်ဇက်ကြောင်းတစ်ခုလုံးကိုနားထောင်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ပြောဆိုချက်တွေကိုထောက်ခံပေးမဲ့ဘာသက်သေးမှမရှိတဲ့အတွက်ဒီအမှုဟာအနိုင်ရဖို့လုံးဝနီးပါးအခွင့်အရေးမရှိဘူးလို့နေကပွင့်ပွင့်လင်းပြောပါတယ်ရင်ခွဲမတက်ခံစားရတဲ့ရှီမီလည်းပြန်ဖို့ပြင်လိုက်တဲ့နောက်ဆုံးမိနစ်မှာတော့နေကသူ့စိတ်ကူးကိုပြောင်းလဲလိုက်ပါတယ်ဗမိခင်ကမှမိမိရဲ့ရင်သွေးတွေချင်းရှင်ချင်းနဲ့ပတ်သက်ပြီးလက်ညာမှာမဟုတ်ဘူးဆိုတာသူသိနေတဲ့အတွက်ရှီမီဘက်ကနေ